ရီစာဟောင်းဟဲဝရန်ကိုယ်တိုင်ဖိတ်တဲ့မင်္ဂလာပွဲကိုလာမတက်ဖိရီစာတစ်လီနဲ့ပျော်ရွှင်နေတဲ့ဝိုင်းစုပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပပြုလုပ်ခဲ့တဲ့ဟဲဝရန်ရဲ့မင်္ဂလာပွဲလေးကအနုပညာရှင်မောင်နှမတွေစုံလင်စွာနဲ့အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ထိပ်တန်းအနုပညာရှင်တွေကစလို့အနုပညာတိုင်းဝိုင်းတစ်ခုကိုဖိတ်ကြားထားတဲ့ဒီပွဲကြီးမှာလုံးဝတက်ရောက်ခဲ့ခြင်းမရှိတာကဝိုင်းစုခိုင်သိမ်းဖြစ်ပါတယ်။တချို့တွေကတော့ဝိုင်းစုခိုင်သိန်းကိုဟိဝရန်တို့မိသားစုတိုင်းဝန်ကဖိတ်စာမပို့ခဲ့ပဲခြံထားခဲ့လို့ထင်မိမယ်တကယ်တော့ဟိဝရန်ကိုယ်တိုင်ဝိုင်းစုကိုဖိတ်ခဲ့တာပါသူတို့နှစ်ယောက်ကတချိန်ကအခြေဦးတွေဖြစ်ခဲ့ပြီးတနိုင်ငံလုံးသိတဲ့ဝမ်းနည်းစရာချစ်စလန်လေးတစ်ပုဒ်ကိုကိုရိုင်းကပြခဲ့ရပေမယ့်တယောက်နဲ့တယောက်ကြားမှာအမုန်းနေမရှိတော့ပါဘူး။ဒါကြောင့်အမှုပညာလောကထဲမှာတွေ့ဆုံလှုပ်ဆက်ကြတဲ့အခါမှာလည်းခင်မင်ချင်းကြီးတဲ့ပုံစံနဲ့ပဲဆက်ဆံကြပြီးမြတ်တာမပြတ်ဆက်ရှိနေကြတာဖြစ်ပါတယ်။ဟိဝရန်နေနဲ့သူ့ရဲ့ဘဝလက်တွဲပေါ်အဖြစ်မင်းသမီးလေးစိုးဖြစ်ကိုရွေးချယ်သွားပေမယ့်အခြေဦးဖြစ်ခဲ့တဲ့ဝိုင်းစုကိုလည်းမင်္ဂလာဖိတ်စာပို့ပေးခဲ့တာပါ။ဒါပေမဲ့လည်းဝိုင်းစုကဒီမင်္ဂလာပွဲကိုလုံးဝတက်ရောက်လာခြင်းမရှိပဲဂုဏ်ပြုမပေးခဲ့ပါဘူး။သူမအနေနဲ့ဟိဝရန်ကိုမမုန်းဘူးဆိုပေမဲ့အခုလိုတခြားမိန်းကလေးနဲ့မင်္ဂလာဆောင်သွားခဲ့တဲ့ပေါ့ကိုရိုင်းတက်ရောက်ပြီးဂုဏ်ပြုပေးဖို့မဖြစ်နိုင်ခဲ့တာပါ။တကယ်လို့ဟိဝရန်ကိုရိုင်းဖိတ်တဲ့အတွက်အားနာလို့သွားခဲ့ရင်လေတစ်ဖက်ကဟိဝရန်ရဲ့မိဘတွေကဘယ်လိုမှကြည်ပြူနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်အဲ့ဒီနေ့မှာမင်္ဂလာပွဲမထက်ပဲသူမရဲ့ချစ်သူကောင်းလေးနဲ့ပျော်ရွှင်စွာတူရှိနေပြီးကိုပိုင်ဘဝကိုရှောင်လန်းနေကြောင်းထုတ်ပြလာတာဖြစ်ပါတယ်။ဝိုင်းစုကအခြေရေးကံမကောင်းပေမဲ့ဘယ်တော့မှချစ်နဲ့ဆက်သွယ်ပြတ်သွားတယ်လို့မရှိပဲတယောက်ပြီးတယောက်ထဲလဲတွဲနိုင်သူဖြစ်ပါတယ်။နောက်ဆုံးခင်မောင်ဖြစ်တဲ့အောင်လာနဲ့ကွဲကွာခဲ့ပြီးနောက်ပိုင်းအရန်ချမ်းသာတဲ့တတိတယောက်နဲ့ချစ်သူအဖြစ်လက်တွဲနေပြီးပျော်ရွှင်စရာအခြေရေးပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ဝိုင်းစုအနေနဲ့ကတော့တစ်ချိန်လုံးကဘသူနဲ့ပဲပတ်သက်ခဲ့ပါစေလမ်းခွဲပြီးဆိုတာနဲ့အဲ့ဒီလူကိုလုံးဝမေးဖြစ်ပြီးသူတို့နဲ့ပတ်သက်တဲ့ဆက်ဆံရေးတွေကိုလည်းတက်နိုင်သမျှရန်နာခဲ့တာပါဟိဝရန်နဲ့လည်းအမှုပညာမောင်နှမတွေဖြစ်နေလို့သာတွေးဆောင်တဲ့ကခေါ်ပြောနှုတ်ဆက်ရပေမယ့်မင်္ဂလာပွဲကိုတော့တက်ရောက်ဖို့စိတ်ကူးမရှိခဲ့ပါဘူးကိုရဲ့ဘဝနဲ့ကိုခက်တီတီနေပေမဲ့တချို့တွေကဟိဝရန်ရဲ့မင်္ဂလာပွဲကြတဲ့သူမရဲ့အကြောင်းတွေကိုမစီမဆိုင်ထက်တဲ့ပြီးပြောနေတဲ့ပုံမှာလည်းပညာသားပါပါတုံ့ပြန်ခဲ့ပါသေးတယ်ရီစာဟောင်းဟဲဝရန်လက်ထက်သွားလို့သူမအနေနဲ့ဝမ်းနေနေမှာမဟုတ်ပဲရီစာဟောင်းဆိုတာကျမအတွက်တော့ကြီးမားဆုံးပြိသက်တယောက်ပဲလို့ရေးသားထားတဲ့အင်ဂျီကိုလည်းဝတ်ဆင်ခဲ့ပါတယ်။အဲဒီနောက်တော့သူမရဲ့အချစ်တင်လေးနဲ့တာယာနေပြီးရီစာဟောင်းဟဲဝရန်ဖိတ်ခဲ့တဲ့မင်္ဂလာပွဲကိုလုံးဝတက်ရောက်ခြင်းမရှိပဲခက်ချီချီပဲနေပြသွားခဲ့ပါတယ်။လက်တလုံးမှာနုပညာလုပ်တွေကိုလည်းအရှင်ထက်ပုံမှုစူးစမ်းလုပ်ကိုင်နေပြီးဘသူအိမ်တော်ပြုတာကိုမှလည်းစိတ်မဝင်စားသလိုကိုယ်တိုင်လည်းအိမ်တော်ပြုဖို့စိတ်ကူးမရှိသေးပါဘူး။အိမ်တော်ရေးလေးကံမကောင်းသူဖြစ်တာကြောင့်အမှုပညာလုပ်တွေလောက်ကင်နေတာကတော့သူမအတွက်ကောင်းဆုံးပဲဖြစ်ပါတယ်။ဝိုင်းစုကိုရိုင်းကလည်းအချင်းနဲ့မကင်းကွာနိုင်လို့တော့ချစ်သူအသက်ရှာထားပြီးမိဘဝကိုအေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်ပဲနေထိုင်သွားတော့မယ်လို့ဆိုပါတယ်။ဝိုင်းစုအနေနဲ့ရီစာဟောင်းဟဲဝရန်ဖိတ်တဲ့မင်္ဂလာပွဲကိုတောတက်တဲ့နယ်လို့ပြည်သက်ကြီးတို့ရောထင်ကြလားရှင်။